ကွင်းထဲမှာမဟုတ်ပဲစီးပွားရေးမှာပါအကွက်မြင်တဲ့ပါမာတိတ်မကြသေးခင်ကပဲကျွန်တော်တို့ကိုပါမာရဲ့နာမည်ပြောင်းနဲ့ပတ်သက်ပြီးဗီဒီယိုတစ်ပုဒ်လုပ်ခဲ့ပါသေးတယ်။ခုရက်ပိုင်းတွေအတွင်းမှာပဲအဲ့ဒီနာမည်ပြောင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းတွေပြန့်နှံ့လာခဲ့ပါတယ်။ဒီကြောင်းရနဲ့ပတ်သက်ပြီးတီဗီသားလူတွေရှိသလိုမသိသေးတဲ့လူတွေလည်းရှိနေနိုင်ပါတယ်။မသိသေးတဲ့ညီကိုတို့အတွက်ကျွန်တော်ဒီနေ့ပြန်လည်မျှဝေပေးသွားပါမယ်။ကျွန်တော်ချယ်ဆီအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားကိုပါမာ Coach ပါမာဆိုတဲ့နာမည်ပြောင်းမူပိုင်ခွင့်တင်ခဲ့ပါတယ်။ဒါကတော်တော်လေးကြာခဲ့ပါပြီ။အတိအကျပြောရရင်တော့ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလလောက်မှာဒီမူပိုင်ခွင့်ကိုတင်ခဲ့ရပဲဖြစ်ပါတယ်။ဒါကို UK ရဲ့မူပိုင်ခွင့်နဲ့သက်ဆိုင်ရာကနေပြီးတော့အောက်တိုဘာ3ရက်နေ့ကခွင့်ပြုခဲ့ရပဲဖြစ်ပါတယ်။ဒီချက်ကြောင့်ပဲ Coach ပါမာဆိုတဲ့နာမည်ကိုသူစီကခွင့်ပြုချက်မရပဲတချို့သောနေရာတွေမှာအသုံးပြုလို့မရတော့ပါဘူး။ဘလို့နေရာတွေမှာလဲဆိုရင်တော့ထုတ်ကုန် brand တွေမှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်ရီခဲအနေနဲ့ကြည့်ရင်လည်း Coach ပါမာဆိုတဲ့နာမည်နဲ့ပစ္စည်းတွေထုတ်လို့ရသွားပြီပဲဖြစ်ပါတယ်။ဒီချက်ကိုကြည့်အောင်နဲ့မောင်ရီခဲတယောက်ကကွင်းထဲမှာအကွက်မြင်တာမဟုတ်ပါဘူး။ကွင်းပြင်ကစီးပွားရေးပိုင်းမှာလည်းအကွက်မြင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့အနေနဲ့ထုတ်ကုန်ပစ္စည်းတွေစိတ်ကြိုက်ထုတ်ခွင့်ရှိနေပါပြီ။ပြီးတော့ဒီမူပိုင်ခွင့် trademark က10နှစ်သက်တမ်းရှိပါတယ်။သူ့အနေနဲ့10နှစ်တာကာလအတွင်းမှာနာမည်ကြီးကုမ္ပဏီတွေနဲ့ collab လုပ်ပြီးတော့ Coach Parma brand ကိုတည်ဆောက်လို့ရပါတယ်။အားကစားလောကတွေကနာမည်ကြီးကျယ်ဝန်းဖြစ်လို့အားကစားနဲ့ပတ်သက်တဲ့သုံးဆောင်ပစ္စည်းတွေထုတ်လုပ်လို့ရပါတယ်။သူသာဒါမျိုးတွေထုတ်လုပ်ခဲ့မယ်ဆိုရင်လည်းဝယ်ယူအားပေးကြမဲ့သူတွေမှအများကြီးပဲဖြစ်ပါတယ်။ဒီလိုမျိုး trademark တွေကိုနိုင်ငံအနှံ့အပြားနယ်ပယ်သီးသီးလူတွေသာမက influencer YouTuber တွေအစုံအကုန်လုံးကင်ကြပြီးတော့ဝင်ငွေရှာကြပါတယ်။ဘောလုံးလောကရဲ့နာမည်ကြီး David Beckham ကအစသူ့ရဲ့နာမည်မူပိုင်ခွင့်နဲ့ဝေစားတွေကိုထုတ်လုပ်လေးရှိပါတယ်။ Draw Chelsea ရဲ့မော်ရီကဲလေးကလည်း Coach Parma ဆိုတဲ့နာမည်နဲ့ဘယ်လိုရာတွေထုတ်လုပ်သွားမလဲဆိုတာစိတ်ဝင်စားပွဲစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ Chelsea အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများနဲ့တင်ဆက်ပေးမယ်ကျွန်တော်ရဲ့ Sporty ကို like and follow လေးလုပ်သွားဖို့ပြောချင်ပါတယ်။ကျွန်တော်ရဲ့ Sporty မှာဘောလုံးပွဲနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေလည်းရရှိနေရပဲဖြစ်ပါတယ်။ခုလိုမျိုးစုံတီးကြည့်ရှုသွားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။